အနုမင်္ဂလာပါအနုကိုကျေးဇူးတင်ပါတယ်ရှင်အနုခုနှစ်သားသမီးတွေကြမ်းမှရှင်းလာကြပါစေနော်လူတွေကကွဲနော်လူဘဝခဏလေးလာတာပြီးဟာနော်ဘာဖြစ်လို့လူတွေကလေကိုအကြောက်ကိုစိတ်မဝင်စားဘူးနော်သူများအကြောက်တွေကိုစိတ်ဝင်စားကြတယ်နော်တစ်ချိန်လုံးနော်လူတစ်ဖက်သားကိုဝေဖန်မယ်တိုက်ခိုက်မယ်နော်ကြေးရည်မယ်ရှုတ်ချမယ်သူတို့စိတ်မှာသူတို့ထင်တယ်လို့ပြောမယ်နော်ပြီးတော့နော်ကိုကကူညီပေးလိုက်တဲ့လူနော်ကိုမရှိတဲ့အချိန်မှာလေနော်ကိုကိုကူညီပေးတယ်နော်တွင်တွင်ဆုံးမပေးတယ်နော်နှွေးထွေးမုံကျင်နာမုံယူရမှုပေးတယ်အဲ့ဒီလူကိုအများကြီးကန်ပါတယ်လို့နော်အဲ့ဒါကြောင့်နော်ကိုအကူညီလိုတဲ့အခါကြတော့ကွယ်တခါတည်းနော်မျက်ရည်ကြမတဲ့ရှေ့တောက်ကိုဖဲမတဲ့နော်မကူညီလို့ရှိရင်နော်သေမေအတိုင်းပဲနော်တကယ်လေးကူညီပေးလိုက်လို့နော်အဆင်ပြေတဲ့တနေ့ကျရင်သူကကိုကိုနော်စကားပြောဖို့ထားနော်ခဏတီလှုပ်ရှင်လာတယ်နော်ဒါပုထုဇဉ်ရေးစိတ်ပါနော်တကယ်ပါအရိယသူတော်ကိုဖြစ်သွားရင်တော့စိတ်ကပျောက်သွားပြီလို့နော်ဒါမဲ့ကွယ်နော်လူတယောက်ကိုနော်ပက်ဆက်ဆက်နာကြည့်အောင်ဒဏ်ရာတွေရအောင်ဘာဖြစ်လို့အဲ့လိုလောက်တာလေးမသိဘူးလို့နော်ပြီးရင်သူတို့မဟုတ်တဲ့အတိုက်ပဲနော်အဲ့ဒါတွေကတအားခံစားရခက်တယ်နော်ခံရခက်တယ်နော်ဘလို့နားလေရမှမသိဘူးနော်အဲ့ဒါကြောင့်နော်တကယ်ပါကြောက်ဖို့ကောက်ပါတယ်နော်လူဆရာတော်တွေကတရားတာဟောတာပဲတရားတာနာကြတာပဲတကယ်မာတို့ဆိုလေအများကြီးနော်တိုက်ခိုက်ခံရတယ်ဝေဖန်ခံရတယ်နော်အလကားကိုအင်းထင်မှာကိုနေလေမုန်းတယ်လို့နော်အဲ့ဒါကြောင့်ဘာဖြစ်လို့လဲမသိဘူးနော်လူတွေမေတ္တာမရှိတော့ဘူးပေါ့နော်တယောက်နဲ့လေတရားတော့နာတာပေါ့ကွယ်ဒါပေမဲ့တကယ်ပါလက်တွေ့ကိုယ်တိုင်ခံစားကြည့်လိုက်ပါနော်အဲ့ဒါကြောင့်နော်ကိုရှင်းစာပါညာတာပါထောက်ထားပါအဓိကမေတ္တာတရားထားကြပါနော်လူကိုနော်မိတ်ဆွေရစိတ်တွေကတအားများတယ်နော်ငါဆိုတဲ့အတားတွေမာနာတွေနဲ့ညှတာမှုထောက်ထားမှုမရှိဘူးငင်းညာမှုမရှိဘူးမေတ္တာတရားမရှိဘူးเนาะသေမေဆိုတာကိုတိတာတော်မှဒီလောက်เนาะလူကိုဝေဖန်ရှင်နေတိုက်ခိုက်ရှင်နေเนาะတကယ်သေတာမသေးဘူးဆိုရင်တော့ဘလူတွေလုံးမလဲမသိဘူးเนาะအဲ့ဒါကြောင့်ကြောက်ဖို့ကောက်ပါတယ်เนาะလူတွေကတယောက်တယောက်မေတ္တာမထားနိုင်ကြဘူးเนาะကိုယ့်ဟာကိုအိတ်စိနေလေမကြိုက်ဘူးအဲ့ဒါကြောင့်လူကတော့ဝေဖန်ခံရမှာပဲဘလူပဲနေเนาะကြည်နေတာပဲသူတို့ကတောက်ထားပြီးတော့เนาะတကယ်အရိယသူတော်ကောလူတိလူကတော့ပြီးတော့မှအဲ့လိုမကြည်တော့ဘူးသူမြောက်ကိုเนาะဩသူအဆင်ပြေပါစေသူကြမ်းပါပါစေသူဘေးကင်းပါစေเนาะမေတ္တာတရားနဲ့เนาะအဲ့လိုမေတ္တာမရှိတဲ့လူကတော့ဘာလုပ်လဲဘာပြင်လဲအကုန်လုံးတောက်ထောက်ကြည့်တယ်เนาะအဲ့ဒါကြောင့်လူတွေအကုန်လုံးမေတ္တာထားနိုင်ကြပါစေเนาะအဲ့လိုကျေးဇူးတင်ပါတယ်ရှင်